你妈我就觉得来年嘛，多的，你妈都来年嘛没了。姑娘别啦，那个老家人，我有来那么姑娘，不懂嘛那么姑娘男，他来年嘛，六年中年嘛，再个老姑娘的，他比如多少啦了，漂亮啦，我觉得，今年你妈呢，今年木那八百几的，他比如多有几年来多少了。阿那龙呀，我都没有弄好。不如我们阿那家路，过山腰呀，路边的公路标啦的，俺家妈都多大地大啥标，好了，俺家妈都标啦的，哪里都来多少了？不标啦，我说地上家里的呀，没进那个牛来毛布，西的的每个人的公路啊，我说的拉标路，第这个俺家妈我说的拉标啊了。不是的，明天的，都古地路没有别的拿不，不别的呢。好，边又来的，不要下来，边不来的，不要下来，边不来，边不来，边不来，没看下来。老婆三标了，小家的戏啊。ဒီပြဿနာအကုန်လုံးကျွန်တော်ပြောပြတာသူ့ကိုကျွန်တော်တို့အခုဒီဟာကိုကြားပြီးတော့အားလုံးကမကျင်တော့ဘူးအဲ့တော့မနှက်ပြတ်မှာကျွန်တော်တို့ရုံးကန်းဝင်မယ်ရုံးကန်းဝင်ပြီးတော့သူကတော့ဒီလိုပြဿနာမျိုးကျွန်တော်တို့မြန်မာတွေကြားထဲမှာကျွန်တော်တို့မြန်မာတွေအစရောက်ပြီးပြီဆိုတဲ့ကဒီလိုကျွန်တော်တို့မီတင်လုပ်ထားတယ်သူဒီလိုမျိုးကြားတယ်အကုန်လုံးကမကျင်တော့ဘူးပြန်ပြီးတော့ပြန်ပို့ခိုင်းတယ်ဒါပေမဲ့သူ့ကိုပထမဆုံးချိန်နဲ့နောက်ဆုံးချိန်သူ့ကိုပထမစံပြအနေနဲ့ကျွန်တော်တို့စက်ရုံမှာပြောလိုက်တယ်သူ့ကိုဝန်တိန်တန်းထိုးရမယ်နောက်ဆိုရင်သူနဲ့ပတ်သက်တာဘာသာမဲကြကြသူ့ကိုကျွန်တော်တို့အကုန်ပြန်လုပ်မယ်ဟုတ်လားဒါပေမဲ့နောက်လူတွေဆိုတာဝန်တိန်မရှိတော့ဘူးဒီလိုမျိုးအတန်ကြားတဲ့ဆိုတော့ဒီတယောက်ကပြောလို့ဟိုတယောက်ကပြောလို့တော့မဟုတ်တိကျတဲ့အကြောင်းပြချက်တေးသေးကြရှိတာနဲ့ကျွန်တော်တို့ရုံးခန်းကိုခေါ်ပြီးတော့ပြန်လွတ်ခိုင်းမယ်ဟုတ်လားဒီဟာကျတော့ပြန်လွတ်မယ်ဆိုတာပထမဆုံးချိန်နဲ့နောက်ဆုံးချိန်ထားပေးလိုက်ဒါဖြစ်လို့လဲဆိုတော့ချက်ချင်းပြန်လွတ်တဲ့စီကြတော့လည်းမကောင်းဘူးသူဟာလေအခုမုတ်သွားလိုက်စားတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုပဲရှိသေးတယ်ဘာမှကျွန်တော်တို့တိတိကျကျရေရမသိရသေးဘူးဒါနဲ့ငါညမလမ်းသွားကိုအစပြိုးတာပဲရှင်းရှင်းပြောလို့ရှိလို့ချင်းဒီပြဿနာကိုငါညမအကိုရိုးတွေကကြံတဲ့လူတွေကဘယ်သူမှမပြောဘူးဆိုလို့ချင်းတူတော်ရတာပဲအကုန်လုံးမှာကျန်တဲ့မိန်းကလေးတွေသင်လေးလို့ပြောမှာမဟုတ်လားလမ်းစာပြိုးပြီးတော့နောက်ကျတယ်နော်ဒီမှာမိန်းကလေးတွေမဟုတ်ယောက်ျားလေးတွေတက်ဖို့မိန်းကလေးတွေကအဲ့လိုမျိုးစကားမျိုးပြောလို့ရှိရင်အစတရားနာတဲ့လူတွေအများကြီးဟုတ်လားဘယ်သူမှပြောမခံနိုင်ဘူးအဲ့ဒီတွေ့ကြောင်မလို့မနှက်ပြန်ညာရင်ကျွန်တော်တို့တွေဒီမိန်းကလေးတွေကရော3ယောက်လောက်ဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်တိုင်တို့9ယောက်လောက်ဖြစ်ဖြစ်ကျွန်တော်တို့တွေရုံးခန်းကိုဝင်မယ်ဒီလိုပြဿနာတော့အခုဖြစ်လာပြီအဲ့ဒါကိုကျွန်တော်တို့တွေဘယ်လိုမျိုးရုံးခန်းထဲမှာပြောလို့ကိုစားရအောင်ပြောလိုက်အကုန်လုံးဝင်ပြောမှရမှာတယောက်တည်းတော့မရဘူးအေးလေမိန်းကလေး9ယောက်လောက်